အဲ့တော့နံပါတ်1ကနံပါတ်1မှန်က4.45အဲ့ဒီခမှာအကြီးတာငယ်တာဘယ်သူကကြီးအောင်သူကငယ်တော့ဆိုပြီးတော့ရှာအဲ့ဒီခမှာဆရာတို့ကဒီမှာရှိရဲ့4နဲ့ဒီမှာရှိရဲ့4ကဘာပဲလဲအတူတူပဲအဲ့ဒါဆိုနောက်ထပ်ဆက်ကြည့်လိုက်တယ်ဒီမှာရှိရဲ့9နဲ့ဒီမှာရှိရဲ့4တူသေးလားမတူတော့ဘူးအဲ့ဒီခမှာဘယ်သူကကြီးတော့9ကကြီးရဲ့ကြီးရဲ့အတွက်ကြောင့်ဆရာတို့ကဖြေရပါလဲဆိုတော့ငယ်သောလက္ခဏာတက်ရမယ်နောက်ထပ်နံပါတ်2နောက်ထပ်နံပါတ်2ကပါလဲဆိုတော့8ကို3.5နဲ့ညှောက်တာပဲအဲ့တော့8က3.5နဲ့ညှောက်အဲ့ဒါဆိုလို့ရှိရင်ဆရာတို့ကအဲ့ဒီ3.5နဲ့8နဲ့သာညှောက်ရင်8 5လီ40 8 3ညလီ3ညဆိုတော့4ဟာ4ပဲဒသမရှားလိုက်တဲ့ခါမှာ4.3ညဆိုတာဘာပဲလဲ4ပဲဆိုတဲ့အတွက်ကြောင့်ဆရာတို့ရဲ့အဖြေကပါတယ်4ဆရာတို့အဖြေက4နံပါတ်3ကဘာပြောသူ1လီတာတွင်နဲ့ကုဘစင်တီမီတာရှိတယ်အဲ့တော့1လီတာမှာဆရာတို့ဘယ်လောက်ကုဘစင်တီမီတာရှိအောင်ဆိုတော့1000ကုဘစင်တီမီတာရှိရဆိုတာဆရာတို့ကသိပြီးသားဖြစ်တယ်ပြီးကမှဒီမှာနံပါတ်4က8ဆိုတဲ့ကောင်ကိန်းကနန်း8က3.9အနှုတ်3.5ညီမြချင်းထိုးတယ်ကွင်းစာအမြောက်3.9ကွင်းပိတ်အနှုတ်8အမြောက်3.5အဲ့ဒီခါမှာဒီကွင်းလေးထဲမှာဘာထည့်ရမှာလဲဆိုတော့ဒီမှာရှိတဲ့ရှစ်ကလေးက3.9နဲ့လည်းတွားမြောက်လို့ရသလို3.5နဲ့လည်းတွားမြောက်လို့ရတဲ့အတွက်ကြောင့်ဒီမှာရှစ်ကပါတဲ့ကြောင့်ဒီနေရာဘာဖြစ်မှာလဲရှစ်ပဲဖြစ်မယ်ဒီနေရာဖြစ်ရမှာဒီရှစ်4.5နဲ့ 1.3နဲ့မြောက်4.5နဲ့ 1.3နဲ့မြောက်4.5နဲ့ 1.3နဲ့သာမြောက်4.5နဲ့ 1.3နဲ့သာမြောက်ရင်5 3လီ15 4 3လီ12 13ဒါဒီတင်လို့မြောက်တော့ဒီတိုင်းပဲအဲ့နှစ်ခုပေါင်းတဲ့အခါမှာ9ရဲ့8ရဲ့9ရဟောတလောက်တသမချတော့တသမဘယ်နှလုံးတော့ပေါင်းဆိုတော့တစ်လုံးတသမနှလုံးပါဆိုတော့2နေရာရှာတဲ့အခါမှာဒီနေရာရှာတစ်လုံးနှလုံးပေါ့အဲ့တော့အဖြေကဘာဖြစ်မလဲ9.85နံပါတ်6ကအုတ်တုံညီပြည့်စက္ကန့်ရှိတောင်းတစ်ခုဤပမာဏအုတ်တုံညီပြည့်စက္ကန့်နဲ့ပြည့်စက္ကန့်လေးကအုတ်တုံညီနေမယ်ဒီပဲဆိုကြပါစို့အုတ်တုံညီရပေါ့အုတ်တုံညီတဲ့ပြည့်စက္ကန့်တစ်ခုမှာဘယ်လောက်တော့အဲ့တော့ဆရာတို့ကတရိကံမှာဘယ်လောက်လို့သိထားတော့တရိကံတစ်ခုမှာ180ဒီဂရီဆိုတော့သိတယ်စတုကံမှာရောက်တော့360ဆိုတော့သိတယ်အဲ့ဒါဆိုပြင်စက္ကန့်ကဘယ်လောက်ဖြစ်မှာလဲဒီမှာကဆရာတို့က180ဒီဂရီနဲ့ပေါင်းခဲ့လို့ဒါ360ရတယ်ဒီ180နဲ့ထပ်ပေါင်းလိုက်ရင်ဘယ်လောက်ရမလို့540ဒီဂရီအဲ့540ဒီဂရီဒီဘယ်သူ့အတွက်ဖြစ်မလို့ပြင်စက္ကန့်အတွက်ဖြစ်မယ်540ဒီဂရီအောက်တုံညီ
ပြင်စကန်တစ်ခုရဲ့တောင်အလုံးပေါင်းရင်တော့940ဒီဂရီမှန်ပေမဲ့တောင်တစ်ခုဤပမာဏတောင်တစ်ခုဆိုတော့ဒီတောင်လေးတွေဒီတောင်လေးတွေဒီတောင်လေးဒီတောင်လေးဒီတောင်လေးရှိတယ်အဲ့တော့ဆရာတို့ကဒီ900နဲ့မှ40ကိုဘာနဲ့ထပ်ပြီးစားရမယ်ထင်တော့900နဲ့မှ40ဒီဂရီကို9နဲ့ထပ်စားမယ်ဘာဖြစ်လို့9နဲ့စားအောင်ဆိုတော့9တောင်ရှိလို့9နဲ့စားတဲ့အခါမှာ9တလီ9 4 9 3 4 3 4 3 5 8လီ40ဆိုတော့ဆရာတို့က100နဲ့မှ8အဲ့ဒီကောင်ဒီဒီဂရီ108ဒီဂရီအဲ့ဒါဆိုရင်အောက်တုံကြီးပြင်စကန်ရှိတောင်းတစ်ခုရဲ့ပမာဏဘယ်လောက်ဖြစ်မလို့100နဲ့မှ8ဒီဂရီနံပါတ်9က2 2 3တို့ရဲ့အငယ်ဆုံးပုံစတိုးကိန်းအငယ်ဆုံးပုံစတိုးကိန်းအဲ့တော့ဆရာတို့က2ဤစာတိုးကိန်းနေလို့2ဤစာတိုးကိန်းများလဲလို့တယ်လို့ဘယ်လိုရဲ့စာတိုးကိန်းလဲလို့ဆိုတော့3ဤစာတိုးကိန်းနေလဲလို့တယ်2ရဲ့စာတိုးကိန်းနေလို့နေစာတိုးကိန်းနေဘယ်ကနေစတဲ့အကျင့်ရှိတော့3ညနဲ့စတယ်3ည2တလီ2 2လီ4 2 3လီရှောင်း2 4လီ8 2 5လီ10ဆိုပြီးတော့အစိုးမရှိဘူး3ကလည်းအဲ့လိုပဲဆရာတို့3ညဆမယ်3တလီ3 3လီရှောင်း3 3လီ9 3 4လီ12 3 5လီ15ဆိုပြီးတော့အစိုးမရှိရှိတယ်အဲ့လိုအစိုးမရှိတဲ့အခါမှာဆရာတို့ဒီရဲမှာတူတဲ့ကိန်းကလေးရှိတယ်တူတာဘာတူလဲ3ညတူတယ်လို့တော့ပြောလို့မရဘူးเนาะဆရာတို့3ညအောင်မယူအဲ့ဒါဆရာတို့ဒီမှာ6တူတယ်6တူကြောင့်ဆရာတို့6ကိုယူလိုက်တယ်ယူရတဲ့အတွက်ကြောင့်ဘာဖြစ်မလဲ2 2 3ဤတို့ဤအငယ်ဆုံးပုံစတို့ကိန်းမှာဘာဖြစ်မယ်ထင်တော့6ဖြစ်သည်အဲ့ဒါပြီးတဲ့အခါမှာဆရာတို့ဒီနံပါတ်8ကိုဆက်ကြည့်လိုက်တယ်နံပါတ်8မှာကဘာကိုပြောတယ်လဲဆိုတော့18ပိုင်း14ပိုင်းကိုအရှင်းဆုံးပုံစံဖြင့်ပေါ်ပြအောင်အရှင်းဆုံးပုံစံဆိုတော့ဆရာတို့ဘာလုပ်ရမှာလဲရှင်းဆုံးပုံစံတော့ကြည့်ရအဲ့တော့ဆရာတို့ကလီဆိုမယ်9တလီကို9နှစ်လီ18အဲ့ဒါဆိုရင်2နဲ့ဘာနဲ့မြောက်ရင်14ရတော့9လီ14ဆိုတော့ဒီမှာရှိတဲ့2နဲ့ဒီ2နဲ့ဘာဖြစ်သွားမလဲခြေသွားမယ်ခြေသွားတဲ့အတွက်ကြောင့်ဆရာတို့က9ပိုင်း9ပိုင်း9ပိုင်းဆိုတော့ရမယ်နံပါတ်9နံပါတ်9ကလိမ္မော်သီးများဤဖြတ်ဖြတ်အလေးချိန်သည်120ဂရမ်ဖြစ်လေလိမ္မော်သီး5လုံးဤစုစုပေါင်းအလေးချိန်မှာကွက်လက်ဖြစ်သည်လိမ္မော်သီးအား120ဂရမ်ဖြစ်လိမ္မော်သီး5လုံးစုစုပေါင်းဒီ120ဂရမ်ကဖြန်းမြအလေးချိန်လိမ္မော်သီးညာဤဖြန်းမြအလေးချိန်လိမ္မော်သီးက5လုံး5လုံးဆိုတဲ့အတွက်ကြောင့်ဆရာတို့ကဒီ9နဲ့120ကိုဘာလုပ်တဲ့နော်မြောက်တင်သလားစားတင်သလားမြောက်တင်တယ်မြောက်တင်တဲ့အတွက်ကြောင့်12 5လီ60 3ရက်လုံးကယူနစ်ကဘာဖြစ်မလဲဂရမ်ဖြစ်မယ်နံပါတ်10နံပါတ်10ကဘာလဲဆိုတော့3.3.3ပေါ်အပိုင်းကိန်းဖြစ်ပေါ်ပြရင်ကောလက်ဖြစ်တယ်3.3.3အရာတိုင်းအောက်မှာဘာရှိရောအရာတိုင်းအောက်မှာအရာတိုင်းအောက်မှာဆရာတို့ဘာရှိတော့3.3.3အရာတိုင်းအောက်မှာတက်ရှိရရေးလိုက်ရတယ်မရေးလိုက်ရတယ်အဲ့ဒီခါမှာဆရာတို့ဒီတသမလေးကိုဆရာတို့ညာဘက်ကိုတနေရာနှစ်နေရာပြီးတော့ရှုလိုက်မယ်ဒီတသမလေးကလည်းညာဘက်ကိုတနေရာနှစ်နေရာရှုလိုက်မယ်ရှုလိုက်တဲ့အတွက်ကြောင့်ဆရာတို့အပေါ်ကတော့3ဖြစ်သွားပြီမဲ့အောက်ကဘာဖြစ်သွားမယ်ထင်တော့ဒီနေရာမှာဗာလေးပေါ်လာမလို့3ညအင်းရမှာ3ညပေါ်ဆိုတော့အောက်ကဘာဖြစ်သွားမလဲ100ဖြစ်သွားတယ်အဲ့ဒါဆိုရင်100ပိုင်း3ပိုင်းဖြစ်မယ်